ကိုယ့်ရဲ့အိမ်မှာအေးတက်ရောအလေးရောင်ရောလိုအပ်နေပါလားဒါဆိုရင်တော့အေးများတဲ့လေပြင်းနဲ့တူစမ်းသစ်တဲ့အလားတရားတွေကိုပေးစွမ်းနိုင်တဲ့မိုးတောက်ကျရဲ့ပန်ကာမီဆိုင်လေးတွေနဲ့မိတ်ဆက်ပေးကြပါတယ်ဒါကတော့ပထမပုံစံပန်ကာမီဆိုင်လေးပဲဖြစ်ပါတယ်သူကမီးလဲပါပြီးတော့ပန်ကာလေးအားဆိုလို့ရှိရင်လည်း3ဆင့်အထိကိုစိတ်ကြိုက်ချိန်ပြီးတော့သုံးလို့ရမှာပဲဖြစ်ပါတယ်ဒါကတော့ဒုတိယပုံစံပန်ကာမီဆိုင်လေးပဲဖြစ်ပါတယ်သူလည်းမီးပါပြီးတော့ပန်ကာဆိုလို့ရှိရင်လည်းလေအားကို3ဆင့်အထိချိန်ပြီးတော့သုံးလို့ရမှာပဲဖြစ်ပါတယ်ဒါကတော့တတိယပုံစံ crystal ပန်ကာမီဆိုင်လေးပဲဖြစ်ပါတယ်သူကဒီမီးရောင်ကို3ရောင်ချိန်ပြီးသုံးလို့ရလို့လေအားကိုလည်း3ဆင့်အထိချိန်ပြီးတော့သုံးလို့ရမှာပဲဖြစ်ပါတယ်ဒါကတော့နောက်ဆုံးပုံစံ model ပန်ကာမီဆိုင်လေးပဲဖြစ်ပါတယ်သူကကြတော့အခုပြထားတဲ့မီးရောင်တစ်ရောင်သုံးလို့ရမှာဖြစ်ပြီးတော့ပန်ကာကတော့လေအား3ဆင့်ထိချိန်ပြီးတော့သုံးလို့ရမှာပဲဖြစ်ပါတယ်ဒီပန်ကာမီဆိုင်လေးတွေကို remote နဲ့ပဲအလွယ်တကူထိန်းချုပ်ပြီးတော့အသုံးပြုနိုင်ပါပဲဖြစ်ပါတယ်luxury ဆန်တဲ့ဒီဇိုင်းတွေလားရိုးရှင်းတဲ့ဒီဇိုင်းတွေလားဒါမှမဟုတ်အနုပညာဆန်တဲ့ဒီဇိုင်းတွေလားကိုယ့်ရဲ့စိတ်ကြရွေးချယ်ပြီးတော့ဝယ်ယူနိုင်တယ်လို့အရေးသွေးလဲစိတ်ချရပြီးတော့ဈေးနှုန်းလဲတင်းတင်းနဲ့ပန်ကာမီဆိုင်တွေကိုအခုပဲမိုးတောက်ကျဲမှာဝယ်ယူနိုင်ပါပြီရှင်